ပြီးတော့တရားဆိုတာယုံနာရှုတာပါပဲသစ္စာတရားပါပဲခန္ဓာတွေရှုတာပါပဲလို့ပြောကြပါတယ်အဲ့ဒီခန္ဓာတွေယုံနာနေရှာရှုတယ်ဆိုတာဒုက္ခိန္ဒြေခုနဒေါသတွေမဟာပလင်နဲ့ဖြစ်ဖြစ်ပထမဇာမဒုက္ခိန္ဒြေချုပ်သည်ဆိုပြီးတော့ဒုက္ခိန္ဒြေချုပ်ခဲ့ရမယ်နိရောဓတရား၅ပါးတွေချုပ်ခဲ့ရမယ်ပညာနမိတ်တွေချုပ်ခဲ့ရမယ်အဲ့ဒီဟာတွေလွတ်မှနော်သစ္စာမြင်တာတို့ယုံနာမြင်တာတို့ဖြစ်တာပါအဲ့လိုမဟုတ်ဘဲနဲ့ဒုက္ခိန္ဒြေကြော်တယ်ဆိုတာဇံကိဘာမှလည်းမသိနော်တရားတာကျင့်တာဒီဒုက္ခကြီးဒုက္ခိန္ဒြေကိုဘေးဖယ်ချထားပြီးတော့နော်ရုပ်ပဲနာပဲလက္ခဏာပဲလျှောက်လို့အဲ့ဒါစိတ်ကူးရင်ပဲစိတ်ကူးရင်ယုံနာနေပဲဖြစ်ပါတယ်တွေးတဲ့ယုံနာမှန်းဆတဲ့ယုံနာတရားထိုင်နေဆိုရင်တော့တွေးတဲ့စိတ်ကြံစည်တဲ့စိတ်ကဟိုပြေးဒီပြေးတဲ့စိတ်ကတော့ပေါ်နေမှာပဲအဲ့ဒီပေါ်တဲ့စိတ်လိုက်ရှုဘယ်တော့မှမဆုံးဘူးအောက်ကဝေဒနာလက်တက်ကမခံနိုင်တော့ပြင်ရောအပြင်တော့ဒေါသဖြစ်လာရောလှုပ်ချင်တဲ့လောဘဖြစ်လာရောအဲ့ဒီကိလေသာတွေမခွာသေးဘဲနဲ့သစ္စာတရားလည်းမမြင်ပါဘူးယုံနာလည်းမမြင်ပါဘူးခန္ဓာလည်းမမြင်ပါဘူးအမှန်တရားလည်းမမြင်ပါဘူးအဲ့တော့